ကိုင်းနဲ့လိုက်ပြီးတော့ငါ့ကိုတိုက်ခိုက်မယ်တဲ့အမလီသူ့ကိုင်းမှလည်းဓာတ်ရအများကြီးစိုက်ထားရဲ့ကွာမလေးငါဒီဆိုင်ကယ်လေးနဲ့ရှင်ကန်ရုပ်ကန်မယ်လို့ပြောတာပဲကွာဒါပေမဲ့ဒီဆိုင်ကယ်လေးကမိုးပေါ်ပြန်လို့ရရဲ့ခရုပ်လေးပါရဲ့တဲ့ဟဲ့အဲ့ဒါဆိုရင်တော့မစိုးပါဘူးဘူပဲကွာဘူပဲအေးစိပါကွာဖန်နီလောက်ကအပြော့ပါကွာပြီးတော့သူတိုက်ခိုက်နေတဲ့အချိန်မှာဘီနာတာဝါတိုင်းတစ်ခုကိုငါကာဝယ်ရမယ်တဲ့ကဲထားပါကွာလို့တယ်ငါဆိုင်ကယ်ပေါ်တက်လာအောင်မယ်မဟုတ်လို့ရှိရင်ဆယ်မဖန်နီကငါစီအမြန်ပြေးလာအောင်မှာကွာငါသိရင်တက်ပြီဟေးတက်ပြီခဟာပြေးလာပြီလောက်ပါအောင်ပြေးလာပြီမလေးနောက်ကလိုက်လာပြီခဘာလို့မဟာလူပြောလေဒီမလေးတေးပါပြီဆယ်မဖန်နီရဲ့ပြေးတာလောက်ပါဗျာဘူကခုမှတင်းနေတာတိလေးပါဗျာကျွန်တော်တိလေးပါဘူအဲ့လောက်တော့မဆက်ပါနဲ့ဆယ်မဖန်နီရဲ့ဟာနောက်ကလိုက်လာပြီကဲဒီခရုံးလာမသိဘူးရောကွာဟုတ်တယ်ဒီမပြောရကွာโอ้မိုင်းရဒီဆင်မဖန်ဒီဘလို့လိုက်လာမလဲမသိဘူးဟာနောက်ဖိုင်လိုက်လာပြီအောက်ကလိုက်လာပြီငါနောက်တက်လာအောင်မတင်နဲ့မလေးဟာအရှိရတိုက်ရင်တိုက်လို့ဖြစ်ဘူးဟာဆင်မဖန်ဒီကြံခဲ့ပြီကွာဆင်မဖန်ဒီကြံခဲ့လိုက်လာတယ်ဟာမလေးဟာတနည်းပြောပါတနည်းပြောပါဟာဆင်မဖန်ဒီကြံလိုက်တာကွာငါလည်းဘူပါကွာအမလေးအချင်းတော့မဟုတ်လေဟုတ်ရဲ့ကွာဟာလိုက်စမ်းပါဗျာလိုက်စမ်းပါ9မိနစ်တိတိပဲရှင်တဲ့ရုပ်ကမှာအေးစိတ်ပါဗျာအခုမိနိုင်လိုက်ပန်းသားမှာဆင်မဖန်နေရလိုက်ပန်းသားမှာဗျာငါရှေ့ကနေပြန်ပတ်ပြီးတော့လာမှငါလည်းတွေ့ရုံနဲ့ကွာနှဆောက်လိုက်အောင်ကွာဟဲဆင်မဖန်ဒီပါရရဒီမှာဘာလိုက်မှလဲဘယ်ကိုပြန်ထွက်သွားလဲဟာဆင်မဖန်နေရအောင်ကျန်းနေကွာဆင်မဖန်ဒီဟိုဒီပါဟာဘိုက်တွေစိုက်ကြီးရပြန်လို့ရတယ်ကွာဝီ oh my god ဝီစလာမီပြောရမလို့ငါအောက်ကနာစင်အောင်မလေးဟာတော်ဝေးလာပြီကွာဒါဆိုတော့ငါနိုင်ဖို့အတွက်အလားလာရှိနေပြီကွာဒီကနေ့နံပါတ်3ငါအောင်မြင်တော့မယ်ကွာဘိုးစမတို့ ED ကိုလည်းကိုဒီ lesson number 1နဲ့2ကိုအောင်မြင်ခဲ့ပြီဆိုတော့ငါလည်းရှုံးလို့မရဘူးကွာစာမွေးအောင်ပြေးရမလို့ဘယ်လိုလဲမသိနော်နားလေးတက်ပြီးတော့ပြုတ်သွားတာကွာကျမဖန်ဒီရေဟိုးချင်းမှာကျမဖန်ဒီဟာတွေ့ပြီဟိုးချင်းမှာโอเคဟာကျမဖန်ဒီဘယ်လိုလဲဗျလက်စင်ကပြီးသွားပြီလားပြီးတော့ရအောင်ဒီနော်ကျမဖန်ဒီပြီးသွားရဟေးကျမဖန်ဒီ9မိနစ်ပြီးသွားနေတယ်ဟုတ်တယ်9မိနစ်ပြီးသွားကြီးကွာ9မိနစ်ပြီးသွားဟေးအောင်မြင်ပြီဘဘကမစိုးတော်တာပဲကွကျမဖန်ဒီကဘဘကိုဒီလောက်တော့မရမထင်ဘူးကြည့်ရတာဘဘရဲ့ကိုကြီးစမတ်နဲ့